Hello အားလုံးပဲမင်္ဂလာပါcollective reading လေးပေးကြလို့ပေါ့နော်ဒီ video က schedule နဲ့ပဲတင်ထားတာဖြစ်တဲ့အတွက်ကိုစီကိုဒီ video လေးတက်လာတယ်ဆိုလို့ရှိရင်အခုကနေစပြီးနောက်ရက်30အတွင်းအောင်ပေါ့နော် collective reading ဖြစ်ပါတယ်ဒီမှာကတ်လေးတွေချထားတာကြာတော့ဘာမတော့အသက်တက်ကဘာထွက်လာလဲဆိုတော့ the high priestess ထွက်လာတယ်ပြီးရင် page of pentacles ace of pentacles ace of cups အဲ့တော့ဒီမှာဆိုလို့ရှိရင်ပုံကတော့ဘာလေးကိုခံစားရလဲဆိုလို့ရှိရင်ဒီထဲမှာဆိုလို့ရှိရင် Capricorn energy ရှိတဲ့လူတွေပေါ့နော်sun sign moon sign ပြီးလို့ရှိရင်နောက်တစ်ခုကကြာတော့ rising ပေါ့အထူးသဖြင့်ပုံ Capricorn တွေကိုအရင်မြင်တယ်ပြီးလို့ရှိရင်နောက်တစ်ခုက earth sign နဲ့ water sign တွေပါတယ်ပေါ့နော်earth sign ထဲမှာဆိုလို့ရှိရင်လည်း Taurus Virgo Capricorn water sign ထဲမှာဆိုလို့ရှိရင်လည်း Pisces Cancer Scorpio Libra ဘာလို့ထွက်ရှင်နေရလဲမျိုးပါဇက်ကနေ Libra အရန်ထွက်ရှင်နေအဲ့တော့ဒီမှာတော့ energy အရန် strong တာကတော့ Pisces နဲ့ Capricorn တွေ energy အရန် strong နေပေါ့နော်အဲ့ဒါတစ်ချက်ပြီးလို့ရှိရင်ခုနကတော့ Libra အရန်ထွက်ရှင်နေဆိုတော့ Libra ကိုလည်းထည့်လိုက်မယ်ပေါ့နော်အဲ့တော့ Sun sign Moon sign Rising တွေနဲ့ပတ်သက်ပြီးတော့သူတို့တွေနဲ့ပတ်သက်ပြီးတော့အဓိကအားဖြင့် collective reading ပေါ့နော်အဲ့တော့စာပေလေးလာမှုတွေကိုပို့လို့ရမယ်ပြီးရင်ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်လေ့လာရတဲ့ပညာရက်တွေနဲ့ပတ်သက်ပြီးတော့လေ့လာလေးကိုယ့်ရဲ့ intuition strong လေးပြီးရင်ရေရှည်ကိုပို့ခိုင်မာလေးပေါ့နော်အဲ့တော့အခုကိုလှုပ်ရှားရှိနေတယ်ဆိုတဲ့ကိစ္စလေးပေါ့နော်ရေရှည်ကိုမျှော်တွေးပြီးလုပ်နေတဲ့ကိစ္စလေးတွေကိုစက်တိုက်လုပ်ပါမိမောင်းထုတ်ပြနေတဲ့အရာတွေရှိရကိုယ် supportive ပေးနေမယ့်အရာတွေရှိတယ်ကိုကဒါကိုကတေးလေးလို့မြင်တယ်နောက်ွယ်မှာဒီမီးတုံးနှစ်ခုကိုကင်ပြီးတော့နောက်ကနေ support ပေးနေမယ်ပုံကဒါယူဘာလို့ခံစားနောက်ကွယ်မှာလူအကြီးတစ်ခုရှိရလို့ sorry ပါဗီဒီယိုကပြတ်သွားလို့အဲ့တော့ကိုစစရာရှိတဲ့ကိစ္စကိုနောက်ွယ်ကနေပြီးတော့ supportive ဖြစ်လိုက်လာမဲ့အင်အားအရန်ကြီးတဲ့ရိုက်ကိုကတော့ကလေးလေးလို့ပေါ့နော်စစရာရှိရစလိုက်တယ်လုပ်ငန်းသေးသေးလို့စလိုက်ဒါပေမဲ့ကိုနောက်ွယ်မှာ supportive ဖြစ်မဲ့အရာကြီးအကြီးတစ်ခုရှိနေဆိုတာရှိတယ်အဲ့တော့နောက်တစ်ခုကဒီမှာ Ace of Pentacles Ace of Cups ကိုထွက်လာတာမို့လို့ချစ်ချင်းမြတ်တာတွေနဲ့လာမဲ့အရာတွေရှိတယ်ပြီးလို့ရှိရင် healing ပိုင်းလုပ်တဲ့အပိုင်းတွေပဲဖြစ်လူအများကိုစိတ်ချမ်းသာမှုပေးတဲ့အရာပေါ့နော်စိတ်ပျော်ရွှင်စေတဲ့အရာလေးတွေဖြစ်ကိုလုံးလိုက်တဲ့ကိစ္စလေးတွေကြောင့်တစ်ဖက်လူအဆင်ပြေသွားတယ်ဆိုရယ်စိတ်စေတနာတွေကြောင့်အကျိုးပေးတဲ့အရာတွေလည်းအများကြီးမြင်နေရတယ်ပြီးလို့ရှိရင်ကိုယ်ဆိုလို့ရှိရင်လေငွေကြေးပဲဖြစ်ချင်းမြတ်တာပဲဖြစ်ပေးမဲ့လူတွေရှိနေတယ်ပြီးရင် supportive ဖြစ်မဲ့လူတွေလည်းအများကြီးရှိနေပေါ့နော်အဲ့တော့social media နဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဒီ content creation ဘိုင်းနေပဲဖြစ်ပေါ့နော်အဲ့ဒီအပိုင်းနေနဲ့အသက်မွေတဲ့လူတွေဒီ land နဲ့ပတ်သက်ပြီးကိုပို့ပြီးတော့ upgrade ဖြစ်အောင်လုပ်နေတဲ့လူတွေအတွက်သတင်းကောင်းလေးပါလို့အဲ့ဒီ collective reading လေးကိုလာပြောပြတာဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ် bye bye